အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ social media design ဆွဲတဲ့ post လေးကို process လေးပြပေးမှာပေါ့နော်ဒီမှာကကြတော့သူက Polaroid လိုမျိုးဓာတ်ပုံလေးနှစ်ခုထောင်နေပြီးတော့ရှေ့မှာဒီ production လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးဆွဲမှာဖြစ်ပါတယ်ပြီးတော့ဒါကြောင့်မလို့ဒီမှာဓာတ်ပုံပေါင်းအတွက်အောက်ကပေါင်းအဖြူလေးတွေအရင်ဆုံးဆွဲလိုက်တယ်ပေါ့နော် rectangle tool လေးနဲ့ပြီးရင်တော့ rectangle tool လေးနဲ့နောက်ထပ်တစ်ခုအလဲမှာလေကဟာကြတော့ဒီ student ပေါ့နော်လေးတောင်ကြလေးတစ်ခုဆွဲလိုက်တယ်အဲ့ဒီပုံမှာဓာတ်ပုံလေးတွေခင်မှာပေါ့နော်အဲ့နှစ်ခုကိုပြီးရင် link လေးချိန်ထားလိုက်မယ်ပြီးရင်တော့ဒီဓာတ်ပုံလေးထည့်မဲ့ဓာတ်ပုံလေးကိုယူပြီးတော့မှဒီထဲလေးမှာအပေါ်က student လေးထဲမှာclip image လေးတင်လိုက်တယ်ပေါ့နော်နေရာလေးတွေချိန်ပြီးရင်တော့ဒီ၃ခုလုံးကို link လေးချိန်ထားလိုက်ပါမယ်ဒါမှနေရာလေးတွေမရွေးတော့မှာပေါ့နော်ပြီးရင်တော့ဒီလိုခက်ဆောင်းဆောင်းလေးတစ်ခုရအောင်လို့နည်းနည်းလေး transform လုပ်လိုက်ပါတယ်transform လုပ်ပြီးရင်တော့ group ဖွဲ့လိုက်တယ်ပေါ့နော် group ပြီးရင်နောက်ထပ်သူ့ကိုပဲ copy ထပ်ပွားမယ်ပေါ့နော် copy ထပ်ပွားမယ်ပြီးတော့ဒီဟာလေးကိုကြတော့တေးသေးလေးလုံးမှာဖြစ်တဲ့အတွက်နည်းနည်းလေးသေးလိုက်ပါမယ်နည်းနည်းလေးသေးပြီးရင်ဒီအောက်နားလေးမှာပြီးမှဆောင်းဆောင်းလေးလုပ်မယ်ပေါ့နော်သူ့ကိုကြတော့ပြီးရင်ပုံလေးကိုကြတော့နောက်ထပ်တစ်ပုံထပ်ပြောင်းပါပါပြီးတော့ဒီသူ့ရဲ့ product လေးတွေကိုကြတော့ဒီရှေ့လေးမှာထားမယ်ပေါ့နော်ဒီဓာတ်ပုံလေးနှစ်ခုရဲ့ရှေ့လေးနားမှာထားမှာဖြစ်တဲ့အတွက်ဒီဘူးလေးတွေကိုအရင်ဦးဆုံးနေရာလေးချကြည့်ပါတယ်ပြီးရင်တော့ဒီဘေးမှာထည့်မဲ့ပုံလေးကိုလည်းရွေးလိုက်တယ်ပြီးရင်ဒီနားလေးတွေမှာဒီလိုသတင်းစာလေးတွေနဲ့ vintage ဆန်လေးလုပ်မယ်လို့စိတ်ကူးတယ်ပေါ့နော်အဲ့ဒီအတွက်ဒီစာရွက်လေးတွေကိုအရင်ဦးဆုံးထည့်ထားတယ်ပြီးရင်တော့ဒီ headline လေးကိုလည်းအခုလိုမျိုးလေးပဲရေးထားလိုက်ပါတယ်ပြီးရင်တော့ဒီစာသားလေးတွေကို copy ယူပြီးတော့မှဒီတစ်ချောင်းစီခွဲလိုက်ပါမယ်အပေါ်တစ်ချောင်းအောက်တစ်ချောင်းရအောင်လို့ဒီလိုမျိုး copy ယူပြီးတော့ခွဲထားလိုက်ပါတယ်ပြီးရင်တော့ site လေးကိုနည်းနည်းဆွဲပြီးတော့မှကြည့်လိုက်ပါမယ်
ပြီးတော့ product တွေကိုဒီတိုင်းထည့်တာတဲ့ရှင်းလေးနဲ့လုပ်မယ်ဆိုပြီးစိတ်ကူးလိုက်တယ်ပေါ့နော်ဒါကပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီအတွက်ဒီရှင်းလေးရဲ့မှာဒီရေခဲမုတ်ဘူးလေးတွေစုပြီးထည့်ထားတဲ့လိုပုံစံမျိုးလေးရအောင်လို့လုပ်ပါမယ်အရင်ဦးဆုံးဒီထက်မဲ့ရေခဲမုတ်လေးတွေအားလုံးကိုအခုလိုမျိုးပဲ site လေးတွေညှိတယ်နေရာလေးတွေရှာကြည့်တယ်ပေါ့နော်အကျန်းရှာကြည့်လိုက်မယ်ပြီးရင်တော့ဒီရေခဲမုံလေးတွေအားလုံးကို group ဖွဲ့လိုက်ပါမယ် group ဖွဲ့ပြီးတော့မှဒီရှင်းလေးကိုကြတော့ဒီအပေါ်ကဂိုင်းမထည့်တော့ဘူးပေါ့နော်ဒီအောက်ကနေရာလေးတင်ပဲရအောင်ရှင်းကိုဒီဂိုင်းတွေအားလုံးကို layer mask နဲ့တက်ပြီးတော့မှဖြောက်လိုက်ပါမယ်ပြီးရင်တော့ဒီစောစောက group လေးကိုပြန်ပြီးတော့ format ပြီးရင် opacity လေးကိုဖြစ် weight လေးကိုဖြစ်နည်းနည်းလေး short ထားမယ်ပေါ့နော် short ပြီးတော့မှသူ့ကိုဒီရှင်းရဲ့အပြင်မဲ့ရောက်နေတဲ့နေရာလေးတွေကိုထပ်ပြီးတော့ဖြတ်ပါမယ်မဖြတ်ခင်မှာကိုကနေရာကိုအဆင်ပြေအောင်ကိုစိတ်ကြိုက်ဖြစ်တဲ့ပုံစံလေးရအောင်ရင်ဆုံးနေရာယူထားတယ်ပေါ့နော်ပြီးရင်တော့ဒီ layer mask လေးတက်ပြီးတော့မှရှင်းရဲ့ဒီဘောင်လေးအတိုင်းပန်တူလေးနဲ့တေချာလိုက်ကောက်ပြီးတော့မှ layer mask တက်ပြန်ဖြတ်မှာပေါ့နော်ဒါဆိုရင်အပြင်မဲ့ထွက်နေတဲ့အပိုင်းတွေအားလုံးကဒီအတွင်းထဲမှာဝင်နေတယ်လို့မျိုးလေးဖြစ်သွားမယ်ပေါ့နော်ပြင်မဲ့မှာထွက်နေတဲ့ဘူးရဲ့အစွန်ဘက်တွေကိုကြတော့ဒီ layer mask တက်ပြီးဖြတ်လိုက်မှာပေါ့နော်ဆိုရင်တော့ရေခဲမုံဘူးလေးတွေကဒီရှင်းလေးထဲမှာထည့်ထားသလိုပုံစံမျိုးလေးဖြစ်အောင်ရပြီပေါ့နော်ပြီးရင်ဒီ layer mask တက်ထားတဲ့နေရာနဲ့ဒီlayer နဲ့ group နဲ့ကြားထဲမှာထည့်ထားတဲ့ link လေးကိုတစ်ချက်ဖြုတ်ပြီးတော့မှနေရာလေးတစ်ချက်ပြန်ပြီးတော့ပြင်နေပေါ့နော်ဘူးလေးတွေကိုပြီးရင်တော့ဒီလိုမျိုး site လေးကိုနည်းနည်းဆွဲပြီးတော့ရှုံလိုက်ပါတယ်အကုန်လုံးကို select လုပ်ပြီးတော့ပြီးရင်ဒီရှင်းရဲ့ဘေးကမတက်မရက်ဖြစ်နေတဲ့နေရာလေးတွေကိုနည်းနည်းလိုက်ပြီးတော့ပန်တူးလေးနဲ့ပြန်ဖြတ်တယ်ပေါ့နော်ပြီးတော့ဒီဘူးလေးတစ်ပူကိုနောက်လေးမှာကက်လေးတစ်ကက်ထည့်မယ်လို့နောက်လေးမှာကက်လေးတစ်ကက်ကိုထပ်ပြီးတော့ထည့်မယ်ပေါ့နော်ရှင်းဖြစ်နေတဲ့အတွက်ကက်လေးဆောင်းလေးနဲ့ဒီနောက်ဆုံးရောက်သွားတဲ့လိုမျိုးလေးနောက်ဆုံးလေးမှာထည့်ထားတဲ့လိုပုံစံမျိုးလေးဖြစ်အောင်လို့လုပ်ထားပါတယ်ပြီးရင်တော့အဲ့ဒီ group ပေါ်မှာ layer အသစ်တစ်ခုထပ်ခေါ်ပြီးတော့မှဒီရှင်းတဲ့ဘူးလေးနဲ့ခြားထဲမှာအရိပ်ကလေးတွေကြာနေတယ်လိုမျိုးလေးဖြစ်အောင်လို့ဒီအနက်ရောင် brush tool လေးကိုယူပြီးတော့မှလိုက်ပြီးတော့ပပလေးပုတ်ပေးတယ်ပေါ့နော်ပြီးရင်တော့ဒီ blending mode လေးမှာနည်းနည်းလိုက်ပြီးတော့ရှိန်ပေးလိုက်မယ် opacity လေးနည်းနည်းရှိန်မယ်ဒါဆိုလို့ရှိရင်တော့ဒီရှင်းလေးနဲ့ပုံလေးရပြီပေါ့နော်ပြီးရင်တော့ဒီရှင်းလေးတွေအားလုံးကို copy ယူခဲ့ပြီးတော့မှဒီဘက်ကစောကဒီဇိုင်းဆွဲထားတဲ့ထဲမှာပြန်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်တော့နေရာလေးတွေကိုထည့်မဲ့နေရာလေးမှာရှာကြည့်ပါတယ်ပြီးရင်ဒီရှင်းလေးရဲ့အောက်လေးမှာအခင်းပုံစံမျိုးလေးရအောင်လုပ်ချင်တာဖြစ်တဲ့အတွက်ဒီအနီရောင်အကွက်အစလေးကိုtransparent လေးနဲ့ကိုအခင်းလေးခင်းထားတဲ့လိုပုံစံမျိုးလေးရအောင်လို့လုပ်လိုက်ပါမယ်ပြီးရင်တော့ဒီမှာအရိပ်ကလေးတွေထည့်ပါမယ်
ရင်တော့ဒီတက်ပုံလေးကိုဟိုဘက်ဒီဘက်လဲမယ်ပေါ့နော်ဒီပုံအကြီးမှာကြတော့ page ရဲ့နာမည်လေးကိုထည့်မယ်ဒီဘက်မှာကြတော့သူတီရရှိနိုင်တဲ့ဆိုင်လေးရဲ့ပုံလေးကိုထည့်မယ်ပေါ့နော်ပုံလေးကိုနေရာလေးပြောင်းထည့်လိုက်ပါမယ်ပြီးတော့ဒီပေါ်ကတက်ပုံလေးကဒီအောက်ကပုံလေးပေါ်မှာအရေးကြနေသလိုလေးဖြစ်အောင်လို့ draw shadow လေးနဲ့အရင်ဆုံးလိုက်ပြီးတော့မှလုပ်တယ်ပေါ့နော်ပြီးရင်အဲ့ draw shadow လေးကိုမှ create layer ဆိုပြီးတော့ layer အသစ်ယူလိုက်တယ်ပြီးရင်တော့ဒီ group နဲ့ဒီ layer လေးနဲ့ကို link ချိတ်လိုက်တယ်ပြီးတော့မှဒီ draw shadow layer လေးကိုကြတော့ဒီအောက်က group ပေါ်မှာ clip မှတ်ထားလိုက်တယ်ပေါ့နော်ဒါဆိုရင်အရေးကလေးကကြတော့အောက်ကပုံလေးပေါ်မှာပဲအရေးကြနေသလိုမျိုးလေးဖြစ်သွားမှာပါပြီးတော့ဒီရှင်းရဲ့အရောင်ကအရင်တောက်တောက်ကြီးဖြစ်နေတဲ့အတွက်သူ့ကိုအရောင်လေးတွေတစ်ချက်ပြန်ပြီးတော့မှိန်မှိန်လေးဖြစ်သွားအောင်ပြန်ချိန်ပါတယ်ပြီးရင်တော့နည်းနည်းလင်းလင်းလေးဖြစ်အောင်လို့မှဒီအဖြူရောင်လေးကိုယူပြီးတော့ gradient tool လေးနဲ့လင်းလင်းလေးဖြစ်အောင်လုပ်လိုက်ပြီးတော့မှဒီ blending mode မှာလိုက်ပြီးတော့မှချိန်ပေးလိုက်မယ်ဆိုရင်အောက်ခံအရောင်ကရောင် solid color တစ်ခုတည်းမဟုတ်တော့ဘဲနဲ့ gradient အပြေးလိုရောင်မျိုးလေးဖြစ်သွားမယ်ပေါ့နော်ပြီးရင်တော့ဒီအောက်ခံအခင်းကို Gaussian blur လေးနဲ့နည်းနည်း blur လုပ်ပါမယ်ဒီနောက်ဘက်ပိုင်းမှာမြင်နေရတဲ့ဟိုနောက်ဘက်ရောက်သွားတဲ့နေရာကကြတော့ blur ဖြစ်ပြီးတော့ရှေ့ပိုင်းကပြပြတသားဖြစ်အောင်ဖြစ်တဲ့အတွက်ဒီ layer mask မှာပြန်ပြီးတော့မှပြန်ဖြတ်မယ်ပေါ့နော်ပြီးရင်တော့ဒီဟတ်တိုင်းလေးတွေကနှစ်ကြောင်းလောက်ထားတာကအဆင်မပြေတဲ့အတွက်အခုလိုမျိုးတစ်ကြောင်းချင်းနှစ်ခုရအောင်လို့ပြန်ပြင်လိုက်ပါတယ်ရှင်းလေးရဲ့အောက်မှာလည်းအခုလိုမျိုးပဲအရေးကလေးထည့်ထားတယ်ပေါ့နော်ပြီးရင်တော့ဒီဘေးမှာမြားပုံစံမျိုးလေးလှုပ်ရှင်တာဖြစ်တဲ့အတွက်ဒီ Illustrator ကိုဖွင့်လိုက်ပြီးတော့မှအဲ့ဒီမှာမြားပုံစံလေးသွားဆွဲပါမယ်မြားပုံစံလေးကိုမှအခုလိုမျိုး dot line လေးပေါ့ပုံစံမျိုးလေးဖြစ်အောင်လုပ်ထားတယ်ပေါ့နော်ပြီးရင်ဒီသူ့ကိုကြတော့အဖြူရောင်လေးကိုသုံးမှာပေါ့နော်ဟိုဘက်မှာအဖြူရောင်လေးသုံးမှာဖြစ်တဲ့အတွက်တခါတည်းအဖြူရောင်လေးလုပ်ထားတယ်ပြီးရင်တော့အဲ့ဒါလေးကို copy ယူပြီးတော့မှဒီဘက်က Photoshop မှာပြန်ပြီးတော့ paste ချလိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီနေရာလေးမှာမြားလေးထိုးပြထားတဲ့ပုံစံမျိုးလေးလုပ်မှာပါဒီမှာမြားလေးကနည်းနည်းသေးတဲ့အတွက်ဟိုဘက်မှာမြားလေးကို stroke line လေးကိုတစ်ချက်ထပ်ပြီးတော့သွားပြီးတော့ကြည့်ပါမယ်ကြည့်ပြီးတော့မှပြန် copy ယူပြီးဒီဘက်မှာပြန်ပြီးတော့ paste လုပ်ပါမယ်ဒါဆိုရင်တော့ဒီလောက်ဆိုရင်အဆင်ပြေပါပြီပြီးတော့လိုသလိုလေးနေရာလေးကိုချိန်လိုက်ပါမယ်ပြီးရင်တော့ headline လေးတွေကိုနေရာလေးတွေနည်းနည်းလိုက်ပြီးတော့မှညှိလိုက်ပါမယ်
နောက်ဆုံးအနေနဲ့အလင်းမောင်လေးတွေတစ်ချက်ချိန်ပြီးပြီဆိုရင်တော့ဒီဇိုင်းလေးကရပါပြီဒီဇိုင်းနဲ့ပတ်သက်တဲ့ knowledge sharing လေးတွေဒီဇိုင်း food process လေးတွေကိုအမြဲတင်ပေးမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်ရှင်စောင့်ကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်